ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူးရေးသားထားတဲ့ဖွားမယ်စိန်နဲ့ကဝေမာလေးရှင်ညိုရဲ့သွေးသားရင်ချဇလန်လေးကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနာ notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျမတို့စီစဉ်တင်ဆက်သူဟိမတ်ကူကူဖြစ်ပါရရှင်ဒီဇလန်လေးကတော့တမရမအဖော်ရဲ့ဇလန်အဆက်ဖြစ်ပါရဲ့ရှင်။မော်တိုတယောက်ရှောက်ဖဖြစ်သူခင်မောင်ချစ်ကိုလှဲထမှာတင်ဆောင်ကအင်ဂျင်မြိုင်ရွာကိုခီးထွက်လာခဲ့ပါတယ်။ခီးထွက်လာခြင်းကအမေရှိန်ဆိုတဲ့အဖော်ရဲ့စိတ်ညစ်ကိုသိရှိဖို့ဖြစ်ပါတယ်။ရှောက်ဖနောင်းမောင်းလာမြကွာစင်ကိုချောလို့ဟေး။နောင်းမောင်းလာဘာများခက်လို့လဲရောက်ဖကြီးရဲ့။ခက်တယ်မခက်ဘူးပြောနေမှာမဟုတ်ပါကွာ။ငါရောက်ဖလှဲမောင်းတာနွားတွေကိုအတော်ညှတာပဲနော်။လှဲလန်းကြောင့်နဲ့တသားရဲမောင်းတတ်တာကျုပ်ဖြစ်မချီချူပဲမနေနိုင်ဘူးဟဲ့။ကိုငတ်ချင်းကိုချင်းနေပြန်ပြီးရောက်ဖရခင်မောင်ချစ်စကားကြောင့်မောင်တို့တယောက်ကျင်းနဲ့ပြုံးကြီးနဲ့နွားလဲမောင်းလာခဲ့တယ်။ဒါနဲ့နေစမ်းမအောင်ရောက်ဖရအဲ့ဒီအမေရှိန်ဆိုတဲ့အဖွားရငါတို့မြင်သွားဝယ်တော့တွေ့ခဲ့တဲ့အဖွားကြီးဆိုတာတေးကြရဲ့လားတေးကြပါရဲ့ဗျာကျုပ်ဒီအဖွားကြီးမျက်နှာမှတ်မိတယ်ဗျဟုတ်မှလည်းပြောတော့ရောက်ဖငါတို့မြင်သွားဝယ်တာအတော်ကြာနေပြီကွာမျက်နှာငါမကြိုက်လို့သူများပြန်ရောက်လိုက်ပြီလေကွာတေးကြပါရဲ့ဆိုဗျာဘာလဲရောက်ဖကျုပ်ကိုမြုံကြည့်ရလားအဲ့လိုလည်းမဟုတ်ရပါဘူးကွာငါတို့အလာကြီးလာပြီးမှအဖျားရှုတော့မှစိုးလို့ပါအဲ့လိုတော့မဖြစ်စေရပါဘူးဗျာစိတ်သာချထားလိုက်ကျုပ်ဘက်ကသေးကြပါရဲ့ဗျမောင်တိုစကားကိုခင်မောင်ချစ်လည်းကောင်းညင်လက်ခံလိုက်ရတယ်သို့တော့မောင်တိုစကားမှန်ပါစေလို့လည်းစိတ်ထဲမှာစိတ်လို့သာဆူတောင်းနေခဲ့တယ်နွားကြီးတွေကအခုလိုခရီးဝဲသွားမှပဲအကြောင်းသိရရတယ်အတော်အယုံကောင်းတဲ့နွားတွေပဲခွခင်မောင်ချစ်ကမောင်တိုရဲ့နွားတွေကိုချီကျူနေရကြောင်းမောင်တိုအတော်လေးသဘောကျနေသဘောကျလို့ပြုံးနေခဲ့တာပါဇက်များပဲမစီနိုင်အောင်ဖြစ်နေခဲ့တယ်ဒီလိုနဲ့မောင်တိုတို့နှစ်ယောက်နေ့တစ်ဝက်ကျတော့အင်ဂျင်မြိုင်ရွာကိုရောက်လာခဲ့ကြပါပြီ။ခင်မောင်ချစ်ကအင်ဂျင်မြိုင်ရွာမှာအတိမိတ်ဆွေများရှိရမို့အဲ့လူရဲ့အိမ်ဦးသားအရင်ဆုံးဝင်လာခဲ့ကြတယ်။ခင်မောင်ချစ်ရဲ့မိတ်ဆွေအမည်ကကိုမိုးကောင်းလို့ခေါ်ပါတယ်။မိုးခေါင်ရေရှာကာလမှာမွေးလာတာကြောင့်အတိတ်နမိတ်နဲ့မိုးကောင်းလို့ခေါ်ခဲ့ကြခြင်းဖြစ်တယ်လို့ခင်မောင်ချစ်ကမောင်တိုကိုပြောပြခဲ့တယ်။ကိုမိုးကောင်းကျုပ်အပူကက်ဆာရှိရဲ့ဗျ။ကိစ္စအတော်လေးလည်းအရေးကြီးလာတဲ့ကိုမိုးကောင်းရဲ့နေစမ်းမအောင်ခင်မောင်ချစ်ရဲ့မင်းပစဟားလိုက်ရင်လေကျုပ်ရဲ့နှလုံးထဲကတဒိန်းလေးတုံးနဲ့တန်းစုံမိလာတယ်။မင်းဘာတွေများရေးကြည့်ပြန်နေရလဲခင်မောင်ချစ်အားကိုမိုးကောင်းကခင်မောင်ချစ်ရဲ့အနွန်တော်အခမ်းအဆုံးလူဆိုတာမောင်တိုးသိလိုက်တယ်။ရွာချင်းဝေးကွာနေပြီမဲ့လူချင်းကအတော်လေးရင်းနှီးကြတယ်။ကိုမိုးကောင်းကမောင်တိုးတို့ခင်မောင်ချစ်တို့နဲ့အသက်ကွာလာတဲ့သူပါ။ကိုမိုးကောင်းအသက်က40လောက်တော့ရှိပြီဖြစ်ပါတယ်။ခင်မောင်ချစ်နဲ့ကိုမိုးကောင်းတို့ကအတော်ပင်ရင်းနှီးကြတာပါ။ရင်းနှီးဆိုကိုမိုးကောင်းကခင်မောင်ချစ်တို့ရဲ့ရွာမှာအဖိုးဖွားများရှိရဲ့သူပါ။အဖိုးဖွားတွေစီအလဲလာရင်နဲ့ခင်မောင်ချစ်နဲ့ခင်မင်ခဲ့ကြခြင်းပါအခုလေခင်မောင်ချစ်စကားကြောင့်ကိုမိုးကောင်းတမျက်ခုံးများပင်ခက်လှုပ်လှုပ်ဖြစ်နေခဲ့ပါပြီခမရလေဗျာကျုပ်အခုလာတာသူများအကျိုးတွဲဗျဒါနဲ့ဟောတာကျုပ်ရောက်ဖမောင်တိုးခင်ဗျားသိရမဟုတ်လားဟာခင်မောင်ချစ်မင်းရောက်ဖငါသိတာပဲပြောစရာရှိတာပြောစမ်းပါကွာကဲရောက်ဖရေမင်းမဲ့ပြောပြလိုက်တော့ငါပြောရင်ရှေ့အောင်မယ်မထင်ခင်မောင်ချစ်ကမောင်တိုးကိုပြောစီမောင်တိုးကခေါင်းညှိပြီးဒီလိုဗျကိုမိုးကောင်းရဲ့ကျုပ်တို့ရမှာအဖွားကြီးတယောက်ရောက်နေရဲ့အဲ့အဖွားရစိတ်ကလည်းပုံမှန်ဖြစ်အောင်မတူဗျနောက်ပြီးကျုပ်ဖြစ်အဲ့အဖွားကြီးကိုမိုးကောင်းတို့ရမှာတစ်ခါဆုံခဲ့ဘူးသေးတယ်အဲ့ဒါအမှတ်ရပြီးတော့အဖွားကြီးကိစ္စကြောင့်ပဲကျုပ်တို့ဒီရွာကိုရောက်လာခဲ့ရတာပဲဗျအဖွားကြီးဟုတ်သလားကွာနေစမ်းမအောင်မင်းတို့ရောင်ရောက်နေအဖွားကြီးဘလို့ပုံစံလဲအသားကတော့ညိုတယ်ခဏကပိန်ပပနဲ့လေးတိုက်နောက်မှာလဲသွားနိုင်တယ်ဗျသူ့ကိုသူတော့အမေရှိန်လို့တော့ပြောတယ်အမေရှိန်ဟုတ်သလားတပြည့်တို့ရအဖွားရှိန်ထင်တယ်ဖွားရှိန်ဟုတ်သလားဒါဆိုရင်ကျုပ်ထင်တာအမှန်ပဲပေါ့ဗျနေပါဦးမောင်တို့ရဲ့ဖွားရှယ်ကမင်းတို့စီဘလို့လို့ပြောရောက်လာတာလေဒါတော့ကျုပ်လည်းဘယ်သိမလဲဗျကိုမောကောင်းတို့ရွာအဲ့အဖွားရဲ့သားသမီးတွေအဖွားရုပ်လိုက်ပြီးတော့မရှာကြဘူးလားဖွားရှယ်ကမိသားစုမရှိတော့ဘူးမောင်တို့ရဲ့ဗျာဒါဆိုအဖွားကြီးမှာစိတ်မျိုးရတော့ရှိလောက်ပါရဲ့နော်အေးစိတ်မျိုးရလို့တော့ရှိတာပေါ့ကွာဒါဆိုရင်ကျုပ်တို့ရွာကိုရောက်နေအဖွားကြီးကိုပြန်ခေါ်ခံရတော့မှာပေါ့အဲ့အဖွားကြီးစိတ်ကတော့မမှန်တာလက်တံပြောင်းချက်ဗျမင်းကြည့်ရတာဖွားရှယ်လက်စာမိခဲ့ပြီထင်ပါရဲ့အမေဒီဖွားရုပ်ကျုပ်တို့တွေမြင်းလာဝဲအခောက်တဲ့တစ်ခါဆုံခဲ့ဘူးပြီးသားပါဗျာကျုပ်ရွာမှာထက်ဆုံတော့စိတ်ထဲတန်းကနေပဲမှတ်မိလိုက်တာမှတ်မိဆိုကျုပ်တောင်နာလှုပ်ထားတဲ့သူကိုဗျအေးကွာမင်းအနေနဲ့တော့မုန်းစရာကောင်းနေမှာပေါ့ဒါပေမဲ့ဖွားရှင်ကတနာစရာလည်းကောင်းပါတယ်မောင်တူရလို့ကြောက်နေဗျဒီလိုကွာဖွားရှင်ကငါတို့ငယ်စရာတိတ်ကိုချမ်းသာပြီးတိတ်ကိုမာနကြီးရဲ့သူကွာတို့ရောက်မှာမိုးခေါင်တော့လည်းဖွားရှင်စရာငွေချီပြီးတော့မငတ်အောင်စားခဲ့ကြရတယ်လေဖွားရှင်ကတို့ငငယ်လေးတွေကချစ်ကြောက်ယူတည်ရတဲ့သူဟောဒီအင်ဂျင်မြိုင်ရွာမှာဖွားရှင်ကတကြီးထအာနာရှိရတဲ့သူပေါ့ကွာဒါဆိုအဲ့ဖွားရှင်ကနေအခုလိုစိတ်မမှန်တဲ့လူအဖြစ်ဘာကြောင့်များပြောင်းလဲသွားခဲ့ရလဲကိုမိုးကောင်းရဲ့
အေးကျုပ်လည်းသိချင်လာတယ်ကိုမိုးကောင်ကပြပြစမ်းမအောင်မောင်တုံးနဲ့ခင်မောင်ချစ်တို့ကဖွားရှိန်အကြောင်းကိုစိတ်ဝင်စားသွားကြတယ်ကိုမိုးကောင်ကလည်းပြပြချင်မုံရတယ်အေးသိချင်နေကြရင်လည်းပြောရတာပေါ့ကွာဒီလိုကွာဖွားရှိန်ကမိဘတွေအစင်ဆက်ချမ်းသာလာတဲ့သူဖွားရှိန်ယောက်ျားဘာကြီးအိုကလူရိုးလူအေးရိုးအေးလုံးလုံးဆိုပြီးတော့ဖွားရှိန်ရဲ့မိဘတွေကသူတို့သမီးနဲ့ပေးစားခဲ့တာလေဘာကြီးအိုဘက်ကတော့ရိုးကုန်ပဲရှိပြီးအရေးချင်းကတော့မိမဖြစ်သူဦးဆောင်ရောက်လိုက်ရတဲ့သူပေါ့ကွာဒါဆိုရင်ဖွားရှိန်ယောက်ျားရှိသေးရဲ့လားဗျတာသမီးတွေဘာတွေရောမထွန်းကားခဲ့ကြဘူးလားဖွားရှိန်တို့မှာသမီးတယောက်ရှိခဲ့တယ်သူ့နာမည်များသွေးတဲ့ငါတို့ကဟောရီလောက်အရွယ်လေးရှိတဲ့အချိန်မှာမာကြီးမြသွေးကအပြိုရွယ်ဖြစ်နေပြီကွာငါတို့ကတော့မာကြီးမြသွေးလို့ခေါ်တာပေါ့ကွာကိုမိုးကောင်ကသူ့ရဲ့လက်ကိုဖိုင်နာရွယ်ပြိုင်ပြောပြရှာတယ်ဆက်ပြီးတော့မာကြီးမြသွေးကမိမချောကွာအသားညိုစိမ့်စိမ့်နဲ့အတော်လေးချောတဲ့လူသူ့အဖေနဲ့အမေဆိုတာလေမာကြီးမြသွေးကိုချစ်ကြတာပေါ့ကွာချစ်ဆိုလေသူတို့ရဲ့တူးသေးသမီးကိုကွာမာကြီးမြသွေးကတတိသမီးဆိုရင်မနာမကြီးရှာအောင်နော်တို့လိုကလေးတွေကအစားစရာရှိအိမ်ခေါ်ပေးတတ်သေးတာရွာမရှိရဲ့မိန်းကလေးတွေဆိုသူမွေးတော့တဲ့အဝတ်စားအကောင့်တွေနှမျောချင်းမရှိပဲပေးရှာတာကွာတဆိုအဲ့ဒီမာကြီးမြသွေးကအတော်လေးသဘောလာတဲ့သူပေါ့နော်ဟာမင်းတို့နဲ့ကြာမှာအကြီးမြသွေးလို့ခေါ်ရတော့မှာပေါ့ကွာနောက်ထပ်10နှစ်လောက်ကြီးရဲ့လေမင်းတို့ကသာကိုမိုးကောင်းလို့ခေါ်တာဟောဒီတရားလွမ်းကဦးမိုးကောင်းလို့ခေါ်နေကြပြီကွာဒါလည်းဟုတ်မှာပဲဗျကျွတ်တို့လည်းဦးမိုးကောင်းလို့ခေါ်ရတော့မှာပေါ့ဟာမင်းတို့ကတော့ထိုးပြီးပြောင်းမခေါ်ပါနဲ့ကွာခေါ်မြဲတိုင်းသာခေါ်ကြပါကွာကဲဗျဒါပြင်အကြီးမြသွေးကြောင့်ဆက်ပြောစမ်းမအောင်ကိုမိုးကောင်းရဲ့ကမောင်ချစ်ကစကားဝင်ပြောနေရကြောင်းသိကျင်နေတဲ့မောင်တို့ကစိတ်မရှိဟန်နဲ့ပြောလိုက်ပါတယ်အေးပါကွာငါပြောပြပါမယ်ဖွားရှိန်နဲ့ဘာကြီးအိုကသူတို့သမီးကိုသိချင်ကြတာတူရီတော်သမီးဖြစ်တဲ့အပြင်အသက်ကြီးမှရလာတဲ့ကလေးကွာဖွားရှိန်နဲ့ဘာကြီးအိုကကလေးရန်လိုချင်လို့ရေရီယာတွေချေနှက်တွေမေးဘေရီနေမေးအဆုတ်လုပ်ခဲ့ကြတယ်လို့လူကြီးတွေကပြောဘူးတယ်အဲ့လိုကနေအသက်ကြီးမှမာကြီးမြသွေးမွေးခဲ့ကြရတယ်လေဖွားရှိန်တို့လင်များအနေနဲ့မာကြီးမြသွေးဘလောက်တောင်ချစ်ကြမလဲဆိုတာမင်းတို့လည်းစဉ်းစားကြည့်ကြပါကွာကိုမိုးကောင်းစကားကြောင့်မောင်တိုးလည်းတွေးမိတယ်မိမိသာဆိုရင်လေသမီးလေးကိုဘယ်သူနဲ့မှသဘောမတူနိုင်အောင်ချစ်မြတ်နိုးနေမှာဖြစ်ပါတယ်ဟုတ်တယ်နော်ကျုပ်ဆိုဘလို့ကားရဲ့လက်ထဲမှာမထည့်နိုင်နှမျောချင်းနဲ့ချစ်နေမိမှာဗျဒါတော့မင်းများသွားပြီရောက်ဖားရဲ့ငါနှမကြတော့မင်းခိုးပြေးသွားပြီမင်းရဲ့သမီးကြမှာနှမျောနေလို့မရဘူးကွာသူလည်းသူ့အရွယ်နဲ့သူ့ဖိုးစားနဲ့သူပေါ်လာမှာပဲလေဟာဗျရပ်ပနှမကကျုပ်သမီးမှမဟုတ်တာဗျအော်မဲမင်းကငါနှမကြယူပြီးမင်းရဲ့သမီးကြောင့်နှမျောရဲပေါ့လေမင်းဟာမဟုတ်သေးပါဘူးကွာခင်မချင်းနဲ့မောင်ကျိုးတို့ညောင်ခွန်ကြီးခွန်ငယ်ပြောနေကြတာကိုကိုမိုးကောင်းကတားယူရတယ်။နေကြပါအောင်ကွာမင်းတို့ကလေငါဖွားချိန်တို့မိသားစုအကြောင်းပြောပြမှာလားမင်းတို့ရဲ့ကိစ္စပဲအရင်ရှင်းပြရမှာလားဆိုတာပြောကြစမ်းပါဦးကွာ။ဒါနဲ့မောင်တို့မင်းမကိုဝန်ရှိနေပြီလား။ရှိသေးပါဘူးကိုမိုးကောင်း။ဒါဆိုရင်သမီးမိန်းကလေးမွေးထားပြီပေါ့ဟုတ်လားငါတော့မသိလိုက်ပါလားကွာ။ဟာဘာသမီးမိန်းကလေးမှမရှိသေးပါဘူးဗျာ။ဟာဒါဆိုရင်ဘာကိစ္စနဲ့မင်းရဲ့သမီးငါ့ရဲ့နှမလေးဆိုပြီးအသေးအတန်ညင်းနေရတယ်။မင်းတို့နှမဘေးရောက်ပါလေယူမြယူနေကြလားကွာကိုမိုးကောင်းကဖွားရှင်တို့လင်မယားသူ့သမီးအကြီးမြသွေးပေါ်ထားတဲ့အချစ်တွေကိုကျုပ်ကဟောရီရင်ဘတ်ကြီးနဲ့ခန်းစားပြီးတွေးမိလိုက်တာဗျဟာကွာတကယ်ကောင်းနေပဲဟေးကိုမိုးကောင်းကဆိတ်ရှုပ်သွားတဲ့ဟန်နဲ့ခေါင်းကြီးကိုတပြင်းပြင်းထိုင်ကုန်နေတော့မောင်တိုးနဲ့ခင်မောင်ချစ်တို့လည်းပြုံးပြီးတော့ကြည်နေကြတယ်ကိုမိုးကောင်းခေါင်းကအတော်ရားနေတာလားဗျဟာမင်းတို့ပြောနေရနဲ့ငါလည်းဘာဆက်ပြောရမယ်မသိတော့ခင်မောင်ချစ်ဟာကိုမိုးကောင်းကလည်းကျုပ်တို့ကြောင်သိရတာလေဗျလုံးစမဟုတ်ဗျဆက်ပြောပါဦးအေးပြောဆိုလဲပြောပါမယ်ကွာငါပြောတာတော့ဝင်မနှောက်ကြနဲ့တော့နော်ဒီခါဆိုငါလည်းထပ်ပြောပြမှာမဟုတ်တော့ဘူးကွာစိတ်ချခင်ဗျပြောစရာရှိရတာဆက်ပြောပြကျုပ်တို့မစတော့ဘူးဗျခရီးပေးပါတယ်မောင်တိုးစကားကြောင့်ကိုမိုးကောင်းလည်းကောင်းညိတ်တယ်အေးဒါဆိုရင်ငါဆက်ပြောမယ်ဖွားရှင်တို့ရဲ့အုတ်ထိတ်မှုအောက်မှာကြီးပြင်းလာတဲ့မာကြီးမြသေးကအတော်လေးလိမ်မာရေးချရှိရဲ့သူရွာကာလာသားတွေဆိုတာမာကြီးမြသေးမှမာကြီးမြသေးဖြစ်ကြတဲ့အထိပဲတဲ့ကွာတချို့ဆိုတခြားရွာကနေမာကြီးမြသေးလာချောင်းကြည့်ကြတယ်မာကြီးမြသွေးကလည်းအတော်လှတာဆိုတော့ပိုးကြပန်းကြသူတွေအပြည့်ပေါ်ကွာဖွားရှိန်တို့ကတော့တာမန်တော်သူတောင်းတာနဲ့သူ့သမီးကိုပေးစားခြင်းမမြောက်ဟေ့ရွာကာလာသားတွေကိုဆိုသူ့သမီးအနာအကက်ကိုမခံကြတာလာပိုးပန်းနေသူများရှင်ဘာကြီးအိုကအိမ်အပေါ်တက်ဘရင်ဘောက်ကနေလောက်လေးကွာနဲ့ဖြစ်ပြီးမောင်းထုတ်တတ်တယ်ကွာဖွားရှင်ကလည်းသူ့သမီးကိုလာတောင်းတဲ့သူရှင်သဘောမတွေ့ရသူဆိုငါသမီးနဲ့တူတလားတန်တလားဆိုပြီးမောင်းထုတ်တတ်သေးရတယ်ဟေ့ကြာလာတော့လေမာကြီးမြသွေးနာကိုတို့ရောက်သားတွေမကဲရဲကြတော့ဘူးကွာသူမိဘတွေကြောက်တာထက်ပြောဆိုခံရမှာကြောက်ကြတာကိုကွာအေးအဲ့ဒါလို့နဲ့မကြပါဘူးမာကြီးမြသွေးကြောက်ယောက်ျားနောက်လိုက်သွားလေရဲ့မာကြီးမြသွေးလိုက်သွားတဲ့သူကသူများမှတ်တယ်လေကွာအဲ့လူကသူတို့ရဲ့အိမ်မှာအလုပ်လုပ်တဲ့မောင်တန်လိုင်းဆိုတဲ့သူပဲကွာအားတော့ကိုကြီးတင်လိုက်လို့ခေါ်တာပေါ့ကွာကိုကြီးတင်လိုင်းကလူရိုးလူအေးသဘောမနှောကောင်းတဲ့သူကွာအားတော့ကလေးတွေကတော့ကိုကြီးတင်လိုက်နဲ့မာကြီးမြသွေးသဘောတူကြပေါ့ကွာကိုကြီးတင်လိုင်းကမာကြီးမြသွေးကိုခိုးပြေးသွားတယ်ဆိုတဲ့တဲ့ရွာရဲကိုပြန့်သွားတော့ဖွားရှင်အားလုံးကမင်းငေါ့ကုန်ကြပေါ့ငါသားကြမတူဘူးလေမတန်ဘူးလေပြောပြီးအခုတော့တင်ဘာတက်နိုင်တယ်လဲပေါ့ကွာပြောကြဆိုကြတာဆိုတာတွေ့ရလုံးလို့ပဲဟေး
ဖွားရှင်ဆိုတာသမီးစိတ်ကြောင့်အိမ်နဲ့အိမ်ပြမထွက်ရတော့တာပဲကွာကိုမိုးကောင်ကစကားကိုရှလိုက်ပြီးငှဲ့ထားတာကြပြီးဖြစ်တဲ့အကျန်းရီအေးကိုမော့တောက်လိုက်တယ်မောင်ကျိုးနဲ့ခင်မောင်ချစ်ကတော့ကိုမိုးကောင်ဆက်ပြောစောင့်နေခဲ့ကြတယ်ကိုမိုးကောင်ကမောင်ကျိုးတို့ကြည့်ပြီးသဘောကျဟန်နဲ့တစ်ချက်ပြုံးပြီးတော့စကားဆက်တယ်မိုင်းမြောက်သွင်းနဲ့ကိုကြီးတက်လိုက်လို့ခိုးပြေးပြီးတလက်လောက်ကြတော့ဖွားရှင်ကသူ့ကိုယ်တိုင်လိုက်ခေါ်ခဲ့တာကွာသူတို့နေရဲ့နေရာတွေစုံစမ်းပြီးရှာတာနေမှာပေါ့ကွာသမီးနဲ့တမတ်ကိုအိမ်ပေါ်ခေါ်တင်းမကြပါဘူးမိုင်းမြောက်သေးကိုဝင်ရှိလာတယ်မိုင်းမြောက်သေးကိုဝင်ရှိလာတော့ထိုးစမ်းတာတွေဖြစ်လာပြန်နေတဲ့ဟာအဲ့ဒါဘာလဲဆိုတော့မိုင်းမြောက်သေးကထူးထူးဆန်းဆန်းငွေသားတွေစားခြင်းနဲ့လို့ပြောတဲ့ကိုကြီးတက်လာတော့အစာပိုင်းကချော့မော်ပြောသေးတယ်တဲ့မိုင်းမြောက်သေးကလည်းသူစားခြင်းတာမစားတော့ထမင်းတော်မစားတော့ဘူးလေဒီအကြောင်းတွေငါဘာလို့တေချာသိလဲဆိုရင်ငါအမေကဖွားရှင်ကိုလိုအပ်တာရှင်သွားကူပေးနေရတော့အိမ်တွင်းရေးတွေသူများထက်ထက်ထဲဝင်ဝင်သိရတာပေါ့ကွာကဲမင်းတို့လည်းကြည်အားတိတ်ကိုသိကျင်နေပုံရတယ်ငါဆက်ပြောစမ်းမယ်အဲ့လိုမျိုးမွေသားစားကျင်နေတဲ့မိုင်းမြသူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်ဖွားရှင်ကကိုကြီးတက်လိုင်ခန့်လိုက်တယ်လေကိုကြီးတက်လိုင်လေရောက်ခမစကားနဲ့မိမအလိုမငင်းနိုင်တဲ့ဆုံးတော်ရဲမွေဖမ်းရတော့တာပေါ့ကွာအဲ့တော့ကိုကြီးတက်လိုင်ကကန်ဆိုးရှာပါတယ်မွေဖမ်းသွားရင်လည်းတော်ရဲမှာတော်ဝက်ပတ်လို့ဆုံးရှာတယ်လေအလောင်းအောင်ရှောင်းမနေပြန်သေးရတယ်ကွာယောက်ျားသေးတာမြင်တော့မိုင်းမြသွေးလဲယူတစ်ပိုင်းပဲဟေးဖွားရှင်ကတော့တမီးကိုချော့မော်ပြီးတော့နှစ်သက်ရတာပေါ့ကွာဒါပေမဲ့ဖွားရှင်ရဲ့စိတ်ထဲမှာကိုကြီးတက်လိုင်မုန်းနေတာကွာဖြစ်သမျှအကြောင်းတွေကကိုကြီးတက်လိုင်ကြောင်းဆိုပြီးမကြခဏအပြစ်တင်ကျိန်းဝါနေတတ်တာအဲ့လိုကနေပဲမိုင်းမြသွေးလဲနေစေလားစေကြီးဖြစ်ပြီးခလိမ့်မွေးရတာပဲမိုင်းမြသွေးခလိမ့်မွေးတဲ့နေ့ကငါအမေရဲ့ရွာရဲလက်သေးကြီးအတူတူရှိနေခဲ့တာအမေပြောတာတော့တမီးမင်းခလိမ့်မွေးတယ်တဲ့မိုင်းမြသွေးကတော့အတင်းထားခဲ့တဲ့မြမန်လျှော့ချလိုက်ပုံရပါတယ်ကွာကလေးလေးမွေးပြီးတော့အသက်ပါသွားရှာရဲ့ကလေးကိုဖွားရှင်လက်ထဲအမေကိုယ်တိုင်အပ်ခဲ့ရတယ်လေမိုင်းမြသူရဲ့အတုပပြီးတော့မကြပါဘူးကလေးလေးလည်းဆုံးသွားတယ်လို့တော့ပြောတာပါပဲကွာတွေ့အလုံးကဖွားရှင်စကားယုံကြည်ကြပေမဲ့အဲ့ဒီထဲမှာတော့ငါအမေတော့မပါဘူးကွာငါအမေကဖွားရှင်တယောက်သမီးအတွက်အမုန်းတွေကိုမီးဖြစ်သူအပေါ်ပုံချလိုက်တယ်လို့ထင်နေခဲ့တာအမေပြောတာတော့ကလေးလေးကိုတနေရာမှာသွားပြီးတော့လွှင့်ပစ်လိုက်ပုံရတယ်လေဒါတော့မဖြစ်တဲ့ကိစ္စပါဗျာတွေးကျင်ဒီကလေးကသူ့ရဲ့မီးပဲလေသူ့ရဲ့သမီးမွေးတယ်သူ့ရဲ့သွေးသားပဲမဟုတ်ဘူးလားဗျအေးမောင်ကျူမင်းပြောသလိုပေါ့ကွာဒါပေမဲ့ဖွားရှင်ကစိတ်ပုံမှမဟုတ်တော့ဘူးလို့ငါတို့လည်းအဲ့အချိန်ကထင်မိကြတယ်ဖွားရှင်ကသူ့သမီးဆုံးရဲကတယောက်တည်းနေတတ်တော့တာဘာကြီးအော်တာအနာကမခံတော့ဘူးလေကွာတမတ်ဖြစ်သူကိုကြီးတင်လိုက်ပေါ်မှာမုန်းနေတဲ့အမုန်းကယောက်ျားတွေကိုမြင်ပို့ဆိုးတယ်မင်းတို့တွေကြုံခဲ့ရတယ်လို့ပဲလေရိုက်မောင်းထွက်တဲ့အကျင့်ပေါ့ကွာနှစ်တွေကြာလာတော့ဘာကြီးအော်လဲဆုံးသွားရှာတယ်လေရီယာတွေရှိပေမဲ့စိတ်မျိုးတွေကပဲဦးစီးလုပ်ပေးရတာပေါ့ဖွားရှင်ကစိတ်မမှန်တော့တာဆွေမျိုးနီးစပ်တော်တဲ့သူမဖွားရှင်ကိုထမင်းကျွေးအဝတ်စားလေးအနီးကပ်လုပ်ပေးကြတယ်။ဖွားရှင်ကစိတ်ဖောက်ရင်ဖောက်တယ်လို့ရွာထဲကိုရှောက်သွားတက်ပြန်နေဟေး။ဖွားရှင်လာပြီးဆိုရင်ငါးတွေမှာပြေးပုံရတာအမောပဲကွာ။မပုံးလို့လဲရမလား။ဖွားရှင်လက်တံပြောင်းလားမမီနဲ့ပြေးချိန်မရတာကွာ။အဲ့ဒါတော့အမှန်ပဲဗျ။အလက်မာတင်ချိတ်တာတန်းကနေထိတာပဲကိုမူကောင်။အေးပါဆိုကွာ။ဖွားရှင်ဖြစ်ကအဲ့တလို့ကွာ။မင်းတို့ပြောမှငါလဲတေချာစဉ်းစားမိတယ်။ဖွားရှင်ပြောင်းနေ2ပတ်လောက်ရှိနေပြီ။ဘယ်ကနေဘလို့များမင်းတို့ရောက်သွားပါလိမ့်။ကျွတ်တို့လည်းမစင်သားတတ်ပါဘူးဗျာအခုတော့အเจ้าဆောင်သိရပြီဆိုတော့တူတူမာတွေသွားပြောရတော့မှာပဲကိုမူကောင်ရဲ့အဲ့လိုသွားရင်ခမရကိုတူတူလိုက်ခဲ့မယ်မလားခမရရွာကန်ဆိုတော့သူတို့နဲ့စကားပြောလို့ကောင်းတာပေါ့ဗျာအကြီးအင်းမီတို့စီကိုသွားရင်တော့ငါလိုက်ခဲ့ပါမယ်ကွာအကြီးအင်းမီကသဘောကောင်းပါတယ်ကွာကိုမူကောင်ကဖွားရှင်အကြောင်းပြောပြပြီးရဲ့နောက်မောင်တွန်းနဲ့ခမောင်ချစ်ကိုဖွားရှင်ရဲ့တူမစီကိုလိုက်ပို့ပေးရှာတယ်အကြီးအင်းမီဟဲ့ဘယ်သူတော့ကျုပ်မူကောင်ပါဗျာအကြီးရဲ့အေးမိုးကောင်လာခဲ့လေခြံထဲအရင်ဝင်ခဲ့ဟဲ့ဟုတ်ကျုပ်တို့လာပြီနော်အကြီးကိုမိုးကောင်ကခြံထဲဝင်တော့မောင်တိုးတို့လည်းအနောက်ကနေအတူတူလိုက်လာကြတယ်အကြီးအေးမီကခြံထဲမှာစိုက်ထားတဲ့စူပုတ်ပင်ကစူပုတ်ရွက်တွေခူးနေခဲ့တယ်အကြီးအေးမီကအရက်ကပူပူခန္ဓာကိုယ်ကမဝါလုံးမပိန်လုံးပဲအနီတော်မှာရှိတယ်ချီတပတ်ကြီးကိုခေါင်းထက်မှာပေါင်းထားတာကလည်းအကြီးအေးမီရဲ့အကျင့်ဖြစ်နေပုံရတယ်ပြောစမ်းပါဦးမိုးကောင်ရဲ့ငါ့စီလာတာဘာကိစ္စရှိလို့လဲဒီကောင်လေးကနေဧည့်သည်လားဟုတ်တယ်အကြီးကျုပ်ညီတွေပါသူတို့တောင်ထွန်းရွာနေလာကြလေတောင်ထွန်းရွာဆိုတာဘယ်စီမှာလဲဟဲ့ကျုပ်တို့ရွာအကြီးတို့ရွာနေဆိုနေတဝက်လောက်လှဲမရတယ်ဗျဝေးသားပဲဟဲ့အကြီးအင်းမီရဲ့အမေမောင်တူကဝင်ပြေးလိုက်တယ်အကြီးကိုကျုပ်ပြောစာရှိလို့လာခဲ့တာဗျကိုမိုးကောင်စကားကြောင့်အကြီးအင်းမီကစူဘောရွက်တွေခူးနေတဲ့လက်ကိုရက်တန်လိုက်ပြီးကိုမိုးကောင်တေချာကြည့်ပါတယ်ဘာလဲမိမတောင်မငါလူကြီးနေရာနေလိုက်ပြရမှာလားကြောက်စမ်းတို့ရွာသူလားတခြားရွာလားဟာဗျာကျုပ်ကဘာကိစ္စမိမတောင်းမှာလဲဗျအရှိရတော့ဗျာကျုပ်ပြောမှာတခြားကိစ္စပါဗျဘာကိစ္စများလဲမိုးကောင်းရဲ့ခက်ပြောစမ်းမအောင်အရေးအကြီးတော့ဖွားရှင်ပြောင်းနေမဟုတ်လားဗျအေးဟုတ်တယ်လေမိုးကောင်းရဲ့နင်ဘာများသိလာလို့လဲဟဲ့ဆက်ပြောစမ်းမအောင်အကြီးအေးမီကဖွားရှင်ရဲ့နာမည်ကိုကြားတာနဲ့သိကျင်စိတ်တွေပြင်းပြလာခဲ့တယ်
做着花神些鸟地的是，花神啊，好哩叫你略绕你下边，这讲你啊就是有来来呢，花神的卡送给不在哩，过来多少嘛花神样呢，对了，就是有来表在那边。我打来张木高耶，我来肌肉杀你啦，这把的嘿，这差多来表扬没，我说哭之前来考没对啦。အခုချက်ချင်းတော့မလုပ်ပါနဲ့အကြီးရဲ့အရေးကြီးတော့ဟိုမှာလည်းကောင်းကောင်းမွန်မွန်ရှိပါတယ်ဗျတို့တေချာလေးစောင့်ရှောက်ထားကြပါဗျအရေးတို့သွားခြင်းလက်ဖြတ်မနဲ့လာမှသွားကြပေါ့ခုနေသွားလမ်းနေမိုးချုပ်သွားမှာဗျအေးကျေးဇူးတင်ပါတယ်မိုးကောက်ရဲ့ကောင်းလေးတွေလည်းအရေးကျေးဇူးတင်တယ်နော်အကြီးအေမီကအတော်ပဲဝမ်းသာပျော်ရွှင်နေပုံရတယ်အကြီးအေမီပြောလေတော့အဲ့ဒီပြောမောင်တိုးတို့ကိုပဲကူးဆက်သားခဲ့ပါတယ်အကျိုးအကြောင်းတွေပြပြပြီးရဲ့နောက်မှာမောင်တိုးနဲ့ခင်မောင်ချစ်လဲကိုမိုးကောက်ရဲ့အိမ်မှာတညအိတ်ကြရပါမယ်ညစာစားကနေအချိန်မှာတော့မိုးကောင်းဟေးမိုးကောင်းပြုတ်တူလဲဗျငါဟေးဘိုးကြီးကွာဟာအကြီးအိမ်မီအကိုပဲကွာကိုမိုးကောင်းကအိမ်ပြန်ထပ်ကြည့်ပါတယ်ကိုမိုးကောင်းရဲ့မိဘတွေကတော့မောင်တိုးတို့နဲ့တူထမင်းစားဖို့အတွက်ပြင်ဆင်နေကြတယ်ဘိုးကြီးအကြီးကလွတ်လိုက်လို့လားဗျအေးဟုတ်တယ်ဟေးမင်းတို့အကြီးကအဲ့တဲ့ကောင်လေးစားဖို့ဆိုဟင်းပုတ်ခိုင်းလိုက်လို့ဟာဘာဟင်းနေလဲဗျအကြီးကဒုက္ခရှာလို့ဗျကျွတ်တို့လည်းထမင်းစားဖို့ချက်ပြုတ်ထားပါတယ်ဘိုးကြီးစက်သားဟင်းကွာငါအိမ်ကချက်ကိုလောက်လေးကွာနဲ့ထုတက်ပြီးချက်ပိုးရတာမင်းတို့အပြိုကြီးကြောင်တည့်ရသားနဲ့ကွာ तू ကအခုလှုပ်ဆိုရင်လှုပ်ရတာဟေ့ငါတို့လည်းသူ့ပါဇက်ကိုကြောက်တာမင်းလည်းတည့်ရနဲ့မူကောင်ရောဟင်းနေယူထားလိုက်အောင်ဘိုးကြီးကနှမဖြစ်သူအကြီးအေးမီကိုကြောက်ရကြများပြောလို့တော့အိမ်ထဲမှာနားထားနေတဲ့မောင်တိုးတော်မှပြုံးမိသွားကြတယ်ကိုမိုးကလည်းဟင်းပကံလှည့်ပေးပြီးဘိုးကြီးကိုပြန်ပေးလိုက်ရတယ်သွားပြီဟေ့လက်ပြန်မနဲ့အစောငါတို့လာမယ်နော်မင်းတို့လည်းပြင်ထားကြပေါ့ကွာဟုတ်ကဲ့ဘိုးကြီးပြန်သွားတော့ကိုမိုးကောင်းအိမ်ထဲဝင်လာခဲ့တယ်။ကဲငါကောင်းနေအကြီးအိမ်မြမင်းတို့အတော်ကျေးဇူးတင်နေပုံရတယ်ကွာ။ငါတို့ခုချိန်ဒီသူ့စီကကြက်ဥတလုံးမစားဘူး။မင်းတို့ကတော့စက်သားချက်စားပြီပေါ့ကွာ။ကိုမိုးကောင်းကဆဆနောက်နောက်နဲ့ပြောပြီးထမင်းဝင်စားပါတယ်။နောက်တနေ့မနက်မှာတော့မောင်တွန်းနဲ့ခင်မောင်ချစ်တို့နဲ့အတူအကြီးအိမ်မီတို့မောင်နှမကတောင်ထုံးရောင်အတူလိုက်လာကြပါတယ်။ကောင်းပါလေ။တရားထိုင်နေတဲ့ရှင်ညိုနဘေးဆရာနေခေါ်တန်တက်တက်ထွက်လာခဲ့တယ်ရှင်ညိုမျက်လုံးဖွင့်ကြည့်လေတော့သူ့နှစ်ဘေးမှာထိုင်နေတဲ့အမေရှင်ကိုတွေ့လိုက်ရတယ်။အဖွာကျုပ်ကိုခေါ်ရလား။ရှင်ညိုမေတော့အမေရှင်ကကောင်းညိတ်တယ်။ကျုပ်ကိုပြောစားရှိလို့လားဖွာ။ရှင်ညိုမေတော့အမေရှင်ကပြုံးပြီးတော့ကောင်းညိတ်တယ်။အဖွာတောင်းမှမာတဲ့ကောင်းမလေးရဲ့။အမေရှင်ရဲ့နှုတ်ခနဲ့ထွက်လာတဲ့စကားကြောင့်ရှင်ညိုကအမေရှင်ကိုအကဲခတ်မိတယ်။အမေရှင်တရားလူကောင်းပကတိအတိုင်းတည်ငြိမ်နေတာတတိထားမိတယ်။ဒါရဲမကအမေရှင်ရဲ့ညံဝန်းနေစွတ်စွတ်နေရလေရှင်ညိုတွေ့တယ်။အဖွာကျုပ်ကိုပြောစားရှိလို့လား။အဖွာတောင်းမှမာတဲ့ကောင်မလေးရဲ့အဖွာတောင်းမှမာတဲ့အေးအမေရှင်နှုတ်ကနေထွက်လာတဲ့အတန်ကတစကျေလောင်လာခဲ့တယ်။စကားတန်နေတုံယူလာပြီးရဲ့နောက်အမေရှင်တယောက်ငိုချပါတော့တယ်။အဖွာဘာဖြစ်လို့ငိုနေရလဲ။ရှင်ညိုမေးပေမဲ့အမေရှင်မှာပြန်ပြီးမဖြေနိုင်သေးပဲငိုနေခဲ့တယ်။အခန်းထဲမှာအိပ်ဖို့ပြင်နေတဲ့ဒေါ်မင်းနဲ့နန်းကြိုင်မင်းအခန်းပြင်ထွက်လာကြတယ်။ဖွားမယ်စင်ကလည်းကုပြနေအိမ်ပေါ်တက်လာရဖះကမှလူဆောင်သားခဲ့ပါတယ်။အမေရှင်ကဘာများဖြစ်တယ်မသိဘူးနော်။အမေတည့်ရဲ့သမီးသူ့ရဲ့စိတ်တွေလူကောင်းလို့ဖြစ်နေပြီအေးဟဲ့တကယ်လားအမေဒါဆိုအမေရှင်ကတုတ်ကြောင်နဲ့အကုန်မမိနေပေါ့နော်ငါသမီး तू ကစိတ်နှောက်ကိုအလိုက်လုံပြီးတော့အရာရာမသိရဲ့စိတ်ကဖုံးကွယ်မေ့ရောနေခဲ့တာအမေတတိထားမိတလောက်တော့မိရှင်ဟာတာမန်လူတွေလိုပဲလူကောင်းကြောက်ပါဟုတ်ပါတယ်အမပြောတာမှန်ပါတယ်ကျုပ်စိတ်နှောက်ကိုလိုက်ပြီးတော့ပြုတ်မှုနေမိတာပါအခုလေကျုပ်စိတ်တွေကျုပ်စူးစီးနိုင်ပါပြီအမေရှင်ကမျက်ရည်တွေကိုတုံရင်းနဲ့ပြောလိုက်ပါတယ်ကမလေးအဖွားကြီးကိုပြပါမယ်တကယ်တော့လေအဖွားရဲ့မာနတွေအဖွားရဲ့အမုန်းတွေကြောင့်ကောင်မလေးကတစားကန်ဖြစ်ခဲ့ရတာပါအဖွားရဲ့အမားတွေပါကောင်မလေးရဲ့ဘာလဲဘာပြောနေရလဲအဖွားပြောတာအမှန်တွေပါအဖွားကောင်မလေးရဲ့အဖွားရဲ့မှာကွယ်ဘာမဖြစ်နိုင်တာအဖွားချက်ကိုဘာလာပြောနေရလဲတကယ်ပြောနေရပါကွယ်ကောင်မလေးကအဖွားရဲ့သမီးများသွေးမွေးတဲ့အဖွားမြည်ပါကွယ်ရှင်ညိုမယုံကြည်နိုင်စွာနဲ့ထားရလိုက်တယ်တော်ဝင်းနဲ့နန်းချိုင်မှလည်းအံ့ဩလို့ပါဇက်အဟောင်းသားဖြစ်နေခဲ့ကြတယ်။ဖောမဲစင်ကတော့ဝင်မပြောဘဲနှုတ်ဆက်နေခဲ့တယ်။မဖြစ်နိုင်တာတွေကျုပ်ကိုလာမပြောပါနဲ့။အဖွားတောင်းမှမာတယ်မြည်ရဲ့။အဖွားကိုယ်တိုင်မြည်ကိုတရက်ဖို့ရွာတင်းချိုင်မှာစွန့်ပစ်ခဲ့မိပါတယ်ကွယ်။အဖွားတောင်းမှမာတယ်နော်။စွန့်ပစ်ခဲ့တယ်။ဟုတ်တယ်။စွန့်ပစ်ခဲ့တယ်ဆိုရင်လည်းဘာလို့အခုမှမြည်လို့ခေါ်နေရလဲ။ကျုပ်ကတော့မြည်မဟုတ်ဘူး။ကျုပ်ကိုစွန့်ပစ်လိုက်တဲ့နေတွေကတော်နဲ့ကျုပ်ကဘာမှမတော်ဆက်တော့ဘူး။အဲ့ဒါကြောင့်ကျေးဇူးပြုပြီးတော့မြည်ဆိုတဲ့အတုံးတော့မတုံးတော့ပါနဲ့။ကျလက်မခံနိုင်လို့ပါမြည်ရဲ့အဖွားမှားပါတယ်အဖွားခွင့်လွှတ်ပေးပါမြည်ရဲ့မြည်ကအဖွားရဲ့တူရီတော့တွေးသားပါအဖွားမြည်ကိုတွေ့ကျင်လို့ရှာဖွေနေခဲ့တာပါကွယ်အမေရှင်ကငိုဆိုင်ရင်ပြောနေပေမဲ့ရှင်ညိုရဲ့စိတ်ထဲမှာတနာစိတ်ဆိုတာမရှိပါဘူးသူမကိုတင်ချိုင်ကုန်းမှာလာပြီးစွန့်ပစ်သွားပြီးရဲ့နောက်သူမကြုံတွေ့ခဲ့ရသမျှကနာကြီးစရာတွေသာများခဲ့ရတယ်
ကျုပ်အခုချိန်ထိကိုမိဘအရာဘသူတွေလဲဘယ်ရွာကများလဲလို့တွေးမိတာတစ်ခါမျိုးတော့မှမရှိခဲ့ဘူးပါဘူးအဲ့ဒါဘာလို့လဲသိလားကို့မလို့ကျင်လို့စွန့်ပစ်ခဲ့တဲ့သူတွေကိုယ့်ဘက်ကလည်းမလို့အပ်လို့ပဲကျတော့ကျုပ်ကိုမေးပြလိုက်ပါကျုပ်ကိုဘယ်တော့မှမြည်လို့လည်းမခေါ်ပါနဲ့ကျုပ်ရှိလည်းထပ်ပြီးတော့ပေါ်မလာခဲ့ပါနဲ့ရှင်ညိုကပြောပြီးကြမ်းငင်ကိုစောင်းနေကအိမ်မောကနေဆင်းချသွားခဲ့ပါတယ်မမဘယ်တော့မှလဲမမရှင်ညိုဘယ်တော့မှလည်းငါတူမရဲ့နန်းကြိုင်နဲ့တော်ဝင်းကရှင်ညိုလှမ်းခေါ်ကြတယ်နေပါစေသူလည်းစိတ်ညစ်သွားမှာပဲအေးဒီကိစ္စသူ့အတွက်စိတ်ပြေဖို့မလွယ်ဘူးလေဖွားမယ်စိန်ကရှင်ညိုလှုပ်ထားဖို့အတွက်ပြောလိုက်တယ်အမေရှင်ကတော့ငိုကြွေးနေရကြောင်းဖွားမယ်စိန်တို့တော်ဝင်းတို့ကလည်းတက်ပြင်းသာချနေကြတယ်ကဲငိုနေလို့လည်းမပြီးသေးဘူးမိရှင်လာကျတို့ကုပြစ်မှာစကားထိုင်ပြောကြတာပေါ့ဖွားမယ်စိန်ကဦးဆောင်ပြီးကုပြစ်စီကိုဆင်းသွားခဲ့တယ်တော်ဝင်းနဲ့နှမ်းကြိုင်ကရေနံစီမိကွက်ကိုရှူကကုပြစ်ကိုလိုက်လာခဲ့ကြတယ်ကုပြစ်မှာထိုင်နေကြပြီမဲ့အမေရှင်ကတိတ်ဆိတ်နေတယ်ဖွားမယ်စိန်တို့လည်းအမေရှင်ပြောလာမယ့်အချိန်ကိုအကျန်းရည်တောင်းရင်ထိုင်ဆောင်နေကြတယ်နန်းကြိုင်ကတော့ချန်ပီယံဘက်ကိုကြည့်အမဖြစ်သူရှင်ညိုဘယ်လိုများထွက်သွားပါလဲဆိုတဲ့အတွေ့နဲ့စိတ်ပူနေခဲ့ရှာတယ်ကျုပ်ဘက်ကမော်တန်လိုင်းအမုန်းကြီးမုန်းခဲ့ပါတယ်ကျုပ်သမီးများတို့လူချမ်းသာတွေဘက်ကလာပြီးတင်တောင်းကြတာကိုတော့ကျုပ်ဘက်ကညင်းခဲ့တဲ့ကြားနေဒင်းလို့သူရင်းကခိုးပြေးသွားရတယ်လေကျုပ်ဒင်းကိုတိတ်မုန်းခဲ့တယ်အမစိန်ရဲ့ကျုပ်သမီးလေးကိုမှဒင်းကြံရက်တယ်ပေါ့ဆိုတဲ့အတွေ့နဲ့ကျုပ်အိမ်မှာသူတို့လင်မယားကိုပြန်နေပါစေတော့ဆိုပြီးဒင်းကိုကျွလွန်နွားလိုခိုင်းပစ်ခဲ့တာကျုပ်သမီးကိုဝန်ဆောင်တဲ့အချိန်ထိကျုပ်စိတ်တွေကသူ့အပေါ်မှာပို့ပြီးတော့မုန်းတိလာခဲ့တယ်ကျုပ်သမီးကလည်းကိုဝန်ဆောင်ချိန်မှာထူးထူးဆန်းဆန်းချင်းချင်းတက်တယ်လေမွေသားဟင်းမှာစားကျင်နေတဲ့ရွာမို့ဆိုရီအခပေးပြီးခိုင်းလို့ရပြီမဲ့ကျုံခိုင်းခဲ့ပါဦးဒင်းကိုပဲကျုပ်ကိုယ်တိုင်တော်ရဲသွားပြီးမွေရှာခိုင်းခဲ့တာသူကံပဲစိုးတလားမသိပါဘူးတော်ရဲမှာပဲတော်ဝက်ပတ်လို့ဆုံးတဲ့လေကျုပ်သမီးကလည်းလင်းစိမ့်နဲ့အစားမမှန်အိမ်မမှန်ဖြစ်လာတာပေါ့ကလေးမျိုးတော့လေကျုပ်သမီးရဲ့အသက်ကိုပါပေးလိုက်ရပြန်တယ်ကျုပ်သမီးကိုကျုပ်လက်ထဲကနေလူပြေးသွားတဲ့မော်ဒန်လိုင်းကိုရောကျုပ်သမီးအသက်ကိုထပ်ယူသွားတဲ့ကျုပ်မီးမကိုကျုပ်မုန်းတိခဲ့မိတယ်အဲဒါကြောင့်ဘသူမှမသိတဲ့အချိန်မှာပဲတရက်ဖို့ရွာတင်းချိုင်းတွေတော့ပြတ်ထားခဲ့တာပေါ့ရွာမှာတော့ကလေးဆုံးသွားလို့မြင်းမြုပ်လိုက်ပြီလို့ပဲသတင်းလွှင့်ရတာပေါ့အမစိန်ရဲ့ကျုပ်ကငွေရှိရဲ့သူကိုကျုပ်စကားဆိုဘသူကအထွန့်တက်ပြီးတော့မေးရပါမလားဒါအပြင်ကျုပ်ယောက်ျားလေးကျုပ်တခုံးမဲဆိုတော့ကျုပ်လှုပ်ချင်အောင်လှုပ်ခဲ့တာပေါ့အိမ်နောက်တော့ကျုပ်စိတ်တွေဖောက်လာတယ်ကောင်းတယ်လည်းမကောင်းတယ်လည်းပေါ့တခါတလေကျုပ်ရဲ့အိမ်မက်တွေထဲမှာကျုပ်သမီးကကျုပ်ကိုမုန်းကြည့်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်တတ်တယ်ကျုပ်သူ့အမိုးကြောက်တဲ့အမစိန်ကျုပ်သမီးကကျုပ်ကိုမုန်းနေမယ်ဆိုတာလည်းကျုပ်သိတယ်ကျုပ်ယောက်ျားဆုံးတာလည်းကျုပ်သိပါတယ်အဲ့နောက်တော့ကျုပ်တူမအေးမြကျုပ်နားနေပြီးစောင့်ရှောက်ပေးခဲ့တာလည်းကျုပ်သိတယ်တရက်တော့ကျုပ်စိတ်တွေဘလို့မှမနေနိုင်တော့တာနဲ့တရက်ဖို့ရွာထွက်လာခဲ့မိတဲ့တယောက်တည်းပေါ့တရက်ဖို့ရွာတင်းချိုင်းမှာဆွန့်ပစ်ခဲ့တဲ့ကျုပ်မီးเจ้าစုံစံတော့ကျုပ်ရင်တွေနားလိုက်တာကျုပ်နောင်နာတွေလည်းရတယ်ကိုအပြစ်တင်ရင်အမစိန်တို့ရဲ့ရွာကိုရောက်လာခဲ့ရတာပါအမစိန်ရဲ့အမေရှင်ကသူ့ရဲ့အဖြစ်ပြက်အလုံးစုံပြောပြတယ်ဖွားမေစိန်ကတော့စိတ်လိတ်ကြီးကိုသာဖွားဆိုင်နှုတ်ဆက်နေပြန်တယ်အမေရှင်တိတ်လွန်တာပဲကျုပ်တို့မှရှင်ညိုရဲ့ဘွားဘလောက်တောင်ဆိုးဝါးခဲ့တယ်လေအမေရှင်သိလားတင်းချိုင်းကောင်ကသူ့ဘရာစာကြီးရဲ့စောင့်ရှောက်မှုကြောင့်ဒီကလေးကအသက်ရှင်ခဲ့ရတာဒါလည်းမကသေးဘူးတရက်ဖို့တူရလုံးရဲ့ဖဲကျင်တဲ့တန်းလူလိုအဆက်ဆံမခံရတဲ့တန်းဒီကလေးခံစားခဲ့ရတာဒီကလေးရဲ့ရှင်ထဲမှာဘလောက်တောင်ထင်ရည်များမလဲအမေရှင်သိရဲ့လားကိုချိန်မှလာပြီးတော့ကျုပ်တူမလေးအနာဟောင်းနေပြန်ပြီးတော့မတူးဆပါနဲ့လားတော့မိဝဲဒါညီတို့ငါတို့ဝင်ပြောမယ့်ကိစ္စမဟုတ်ဘူးကာယကံရှင်တွေကသွေးသားရှင်တွေသူတို့တွေဘာသာပဲဖြစ်ရှင်းကြပါလိမ့်မယ်ငါသမီးရဲ့အမေကျုပ်ကရှင်ညိုကျုပ်တူမလေးလို့ကိုသမီးလေးလို့ချစ်ခဲ့တာအမေလည်းသိပါတယ်ကျုပ်တူမအီကကျုပ်ရေးပဲအမေကျုပ်တို့ကအေးဆက်ဆက်နိုင်လာတဲ့ဒီကလေးကိုမြတ်ကြတွေပေးပြီးတော့ပြုပြင်လာတယ်ဆိုတော့ဟောဒီတောင်ထုံးတရားလုံးသိပါတယ်အမေရဲ့ကျုပ်တူမကတော့ကျုပ်ထပ်ပြီးတော့ကရောက်မယ့်အဖြစ်မျိုးမကြုံစေချင်ဘူးတော့ဟုတ်တယ်ဖွားဖွားကြီးကျုပ်ခဲမာတယ်ချစ်ပါတယ်ဒါပေမဲ့မမတော့နာကျင်အောင်ထပ်မလုပ်ပါနဲ့မမကိုနာကြည့်အောင်လုပ်ရင်ဖွားဖွားကြီးကျုပ်မုန်းမိလိမ့်မယ်နော်ဆိုပြီးတော့နန်းကြိုင်ကကုပြနေစင်သွားပြီးအိမ်မော်တက်သွားခဲ့တယ်အဲ့ရပေါ်ရောက်တာနဲ့နန်းကြိုင်တယောက်တိမ်တိမ်ရှိုက်ငုံနေခဲ့တယ်အားလုံးလဲတောကတွေကိုစီပါပဲအေးအမေကတော့အေးချမ်းမဲ့လမ်းကိုပဲရွေးစေခြင်းနဲ့တောကဆိုတာရင်မကြကြပိုက်ထွေးထိုင်ပိုက်ထွေးတဲ့သူဒုက္ခဖြစ်စီစေတယ်ဒါကြောင့်အားလုံးစိတ်ချမ်းသာမဲ့လမ်းကိုပဲရွေးကြပါလို့ပဲပြောခြင်းနဲ့ဖွားမေစိန်ကုပြစ်ကနေဆင်းသွားတယ်တော်ဝင်းနဲ့အမေရှိန်သာကုပြစ်မှာကြံရင်ခဲ့တယ်အိမ်မော်အိမ်ရောက်တာကွာခြားကြပြီမဲ့အားလုံးရဲ့ရှင်ထဲမှာတော့တောကတွေကတူညီစွာတည်ရှိနေခဲ့တယ်နောက်တနေ့မနက်ကိုရောက်တော့ရှင်ညိုကခြံဝိုင်းထဲမှာဖျားချမ်းခင်းပြီးတော့ထိုင်နေခဲ့တယ်ဖွားမေစိန်နဲ့အမေရှင်တို့ထိုင်တဲ့ကုပြစ်ကိုကြောခိုင်းလို့ထားတယ်နန်းကြိုင်နဲ့ဒေါ်ဝင်းတို့ကလည်းမိဖို့တဲ့ချက်ပြုံနေကြရင်တက်ပြင်းများသာချနေခဲ့ကြတယ်အမေဘလို့တွေဖြစ်လာမယ်မသိဘူးနော်ဖွားဖွားမမကိုပြန်ခေါ်သွားတော့မှလားယင်အမေလည်းမပြောတတ်ပါဘူးသမီးရဲ့ဒီနေ့တော့ညီကိုတွေအင်ဂျင်မြန်ရွာနေပြန်လာကြမယ်ထင်တယ်ကျုပ်ကတော့မမကိုလိုက်မသွားစေချင်ဘူးအမေမမကိုကျုပ်မခွဲနိုင်ဘူး
ဘာလို့ငုံနေရလဲအမေသမီးရဲ့သမီးမမလိုက်သွားမှာမဟုတ်ပါဘူးသမီးတို့အမေတို့သူကချစ်ရှာပါတယ်အေးလိုက်မှာမဟုတ်ပါဘူးနန်းကြိုင်ငိုနေအောင်နှစ်သိမ့်နေရှာတော့လေတော်ဝင်းကိုယ်တိုင်မျက်ရည်ကျစင်နေရှာတယ်သူငိုရင်နန်းကြိုင်ပူပြီးငိုလာတော့မှတီးရကြောင့်ချုပ်ထိန်လို့ထားရှာတယ်နေ့လယ်ပိုင်းချိန်ရောက်တော့မောင်တိုးတို့နွားလဲနောက်ကနေဘိုးကြီးတို့ရဲ့နွားလဲအတူတူရွာထဲဝင်လာခဲ့တယ်ဖွားမေစိန်အေရှိတီနွားလဲကိုမောင်းလာကြပြီးဒီအိမ်မဲဗျကဲအင်းမီညီအရင်ဝင်နဲ့ငါလှဲချွတ်ပြနဲ့လိုက်ခဲ့မယ်ဘိုးကြီးကလှဲနှဘေးမှာကြံခဲ့ပြီးအကြီးအေးမီကခြောင်းဝိုင်းနဲ့မောင်တိုးနဲ့အတူဝင်လာခဲ့တယ်ဖွာကျတို့ပြောင်းလာပြီအေးကွယ်ထိုင်ကြပါဦးကြီးတော့ဘလို့များဒီရွာထိရောက်နေကြရလဲကြီးတော့ရဲ့ကျတို့မှကြီးတော့စိတ်ပူပြီးရှာနေကြရတာညီကမိရှင်ရဲ့တူမထင်တယ်ဟုတ်ပါတယ်ကျုပ်ကကြီးတော်နဲ့ဆွေမျိုးနှီးဆက်တော်တဲ့တူမပါဒီကမေရကြီးတော်စောင့်ရှောက်ထားတဲ့သူထင်ပါရဲ့ဖွားမဲ့စင်ကခေါင်းညှင်လိုက်တယ်ဒီချိန်မှာရှင်ညိုကချန်ပီယံထွက်ဖို့ပြင်နေရမှာရှင်ညိုဘယ်သွားလို့လဲဟာဒီမှာငါတို့နေခေါ်လိုက်ဖွားရှင်သူ့တူမလက်ထဲပြန်ထဲတော့မှလေဟာလောင်းလေဟာမောင်တော်ကပြောတော့ရှင်ညိုကလှည့်ကြည့်လာတယ်ရှင်ညိုရဲ့မျက်လုံးတွေစူးရှာနေရှင်ညိုရဲ့မျက်လုံးထဲမှာဝမ်းနဲ့ရိတ်ဆိုလို့ရှိမနေခဲ့ဘူးဟမ်မြာသွေးနဲ့တူလိုက်တာအကြီးအေးမီကရှင်ညိုမြင်တော့အံ့ဩသွားတယ်ရှင်ညိုကတော့သူ့ကိုကြည့်နေအကြီးအေးမီကိုအေးမဆိုင်တရားနဲ့ကြောခိုင်းကထွက်သွားခဲ့တယ်အေးမီရှင်းကြည့်တော့အဲ့ဒါငါမြည်ပဲမြာသွေးရဲ့သမီးပေါ့ရှင်မြာသွေးရဲ့သမီးဟုတ်တလားကြီးတော့မြာသွေးရဲ့သမီးကမွေးကိစ္စတွေကဆုံးသွားပြီဆိုငါမားတွေပေါ့အေးမီရဲ့ငါဒီကလေးကိုတရက်ဖို့တင်ဆိုင်မှာတပ်ပစ်ခဲ့မိတယ်အခုတော့ငါသူ့ရဲ့အမုန်းတွေကိုပဲရနေခဲ့ပါပြီအေးဖြစ်မဖြစ်ရလေကြီးတော့ရဲ့အဲ့ဒါကြောင့်သူ့အကြည့်တွေကနာကြီးရိတ်တွေပါနေခဲ့တာကိုဖြစ်မဖြစ်ရလေကြီးတော့ရဲ့အကြီးအေးမီကရှင်ညိုတနာသွားတယ်ရှင်ညိုခံစားချက်ကိုဆန္ဒမိပေမဲ့ကြီးတော့ဖြစ်သူကိုလည်းအပြစ်မတင်ရခဲ့ဘူးငါမီးလေးကငါ့ကိုမုန်းနေပြီငါတရက်တည်းသူ့အမုန်းတွေကိုပဲရနေတော့မှအေးမီရဲ့အမေရှယ်ကအကြီးအေးမီကိုပြောရင်းနဲ့ငိုပြန်တယ်အကြီးအေးမီကတော့ဖြစ်ပျက်သမျှဟာပြီးဆုံးခဲ့ပြီဖြစ်တဲ့အရာတွေမို့ပြင်ဆင်လို့မရတော့မှအတိကတက်ပြင်းတာချနေခဲ့ပါတယ်ကြီးတော့အခုလိုကျုပ်တို့တွေနဲ့စကားထိုင်ပြောနေနိုင်တာကြီးတော့အရှင်လိုလူကောင်းပကတိပြန်ဖြစ်လာပြီပဲကြီးတော့မျိုးကိုလည်းအချိန်လေးတစ်ခုတော့ပေးလိုက်ပါကြီးတော့ရဲ့ဒီကလေးစိတ်ထဲမှာလည်းနာကျင်နေရှာမှာပေါ့ဟာသိပါတယ်အေးမီရဲ့အမီလေးကငါ့ကိုမြင်နေရစိတ်ဒုက္ခဖြစ်နေရရှာမှာကြီးတော့အေးငါတို့အင်ချင်းမြန်ကိုပဲပြန်ကြပါပေါ့ကြီးတော့သဘောပါတော့ကြီးတော့ပြန်ချင်းပြန်ကြပါပေါ့အမေရှင်ကချက်ချင်းပဲထပြန်မှုလုပ်ပါတယ်အကြီးအေးမီကတော့ဖွားမယ်စိန်တို့ကျေးဇူးတင်စကားများအထက်ထက်ပြောနေခဲ့ရှာတယ်ကျုပ်တို့မလေးကိုဆောက်ရှောက်ကြမယ်ဆိုတာသိပါတယ်ဒါပေမဲ့ကြီးတော်ပေါ်မှာလည်းခွင့်လွှတ်ပေးဖို့နားချပေးကြပါအောင်လို့ကျုပ်တောင်းဆိုပြစေရှင်ဒီကညီမနာမည်အေးမီနော်အမပြောမယ်အေးညီကြီးတော်ဖြစ်ပျက်ခဲ့တဲ့များအကြောင်းစုံနဲ့သူ့ရဲ့လုပ်ရက်တွေကိုသေချာမေးကြည့်ပြီးမှကျုပ်တို့မလေးကသူ့အပေါ်မုန်းတိတဲ့မမုန်းတိတဲ့ဆိုတာငါညီမစဉ်းစားကြည့်လိုက်ပါအမတို့ကတော့ဒီကိစ္စကိုဂျောင်းဝင်ဖြန့်ပြဖို့တွေးမထားဘူးအေးတော်ဝင်ကအကြီးအေးမီကိုအဲ့လိုပြောတော့အကြီးအေးမီကလည်းခေါင်းကိုသာနှိမ့်လိုက်ရတယ်ခဏများကြတော့အမေရှင်ကိုအကြီးအေးမီနဲ့ဘိုးကြီးကိုမောင်နှမအင်ချင်းမြန်ရွာပြန်ခေါ်သွားကြတယ်ဒီခါမှာငြိမ်ပြီးတော့နားထောင်နေတဲ့မောင်တို့ကအကြီးဖွာတကယ်လားဗျရှင်ညောဖွားရှင်မြည်ပေါ့လေအဲ့ဒါအမှန်ပဲလားဗျမှန်မဲမောင်တို့နေမဲစဉ်းစားကြည့်ကြမှာဟဲ့စုကဒေါ်ဝေကအမေရှင်တရားရှင်ညိုဆွန့်ပစ်ခဲ့တဲ့အကြောင်းဆုံးပြပြတော့မောင်တို့ပင်ရှင်ညိုရဲ့စိတ်ကိုနားလေသွားရှာတယ်ကျုံနှမလေးကတနာစရာပါလားဗျလှုပ်ရလိုက်တာဒီကလေးမှာဘာများပြစ်ရှိလို့လဲဗျအဲ့ဒါနောက်ထပ်မောင်ရင်နှမသွားရှာကြအောင်ကွဒီကလေးမနဲ့တည်းထမင်းသေးချာမစားသေးဘူးမိရှင်တို့ပြန်သွားရေးဆိုတာတေးချပြောပြီးတော့ခေါ်လာခဲ့ပါအောင်ကွဟုတ်ကဲ့ပါကျုပ်သွားရှာလိုက်ပါမယ်ကျုပ်လည်းတူတူလိုက်မယ်ကိုကြီးတို့မောင်တို့ကရှင်ညိုရှာဖို့ထွက်သွားတော့နန်းချန်ကလည်းအတူလိုက်လာခဲ့တယ်ကမောင်ချစ်ကတော့အိမ်မှာကြံ့ရစ်ခဲ့တယ်နေအမဒီချိန်ဘာမှများရှိလောက်မလဲနန်းချိုင်ရွာပြင်များသွားသလားပြောရင်းနဲ့စဉ်းစားတဲ့အခါမှာနန်းချိုင်ကလည်းဘုန်းကြီးเจ้าနဲ့မှာကြာကန်ကြီးထဲမှာရှိရင်ရှိလိမ့်မယ်ကိုကြီးတို့ကျုပ်တို့အိမ်နေအောင်အရင်ရှာရမယ်အေးဟုတ်တယ်နော်အဲ့ရသွားကြပါမောင်နှမနှစ်ယောက်ဘုန်းကြီးเจ้าနဲ့ကြာကန်စီထွက်လာခဲ့ကြတယ်သူတို့ထင်တိုင်းရှင်ညိုကကြာကန်တဲ့ဘေးမှာထိုင်နေခဲ့တယ်မမရှင်ညိုနန်းကြိုင်နဲ့မောင်တို့ခေါ်တော့ရှင်ညိုကလှမ်းကြည့်ရဲ့ဘာလဲဖွာကျုပ်ကိုနားချခိုင်းလိုက်တာလားမဟုတ်ပါဘူးရှင်ညိုအဲ့တော့ညီကိုလာခေါ်တာပါမောင်တို့ကပြောရင်ပဲရှင်ညိုတဲ့ဘေးမှာဝင်ထမ်းလိုက်တယ်နန်းကြိုင်ကလည်းရှင်ညိုဘေးတစ်ဖက်လွတ်တဲ့နေရာမှာဝင်ထမ်းလိုက်တယ်ကျုံလိုက်ချင်ကိုကြီးတို့သူ့အများကျုပ်ရဲ့စိတ်တွေကျုပ်ထိန်းချုပ်လို့မရဖြစ်လာတယ်တော်နေကျုပ်စိတ်ကိုလွှတ်ချလိုက်သူတို့တွေထိခိုက်ကုန်လိမ့်မယ်ငါနှမစိတ်ကိုကိုကြီးတို့သိပါတယ်ငါနှမမမောင်းငါနှမမှန်ပါတယ်အခုကိုကြီးတို့လိုက်လာတာသူ့ကိုခွတ်လို့ဖို့လာပြောတာမဟုတ်ပါဘူးသူတို့တွေလည်းအင်ဂျင်မြန်ပြန်သွားကြပြီအခုကကိုကြီးတို့ထမင်းတူစားအောင်လာခေါ်တာဟာဘိုက်တွေလည်းစားလာပြီထမင်းတူပြန်စားကြအောင်ဟာမော်တိုစကားကိုမယုံတယ်လို့နဲ့ရှင်ညိုကကြည့်ရယ်ကိုကြီးတို့ပြောတာဟုတ်ပဲမမရဲ့ဖဖိုက်တို့ပြန်သွားကြပြီအဲ့ဒါမမကိုအိမ်ပြန်မှုလာခေါ်တာပါဟ
ဟုတ်ပါတယ်ဆိုရှင်ညိုရငါလည်းဘိုက်စာလာပြီဟာလာပါပြန်ကြစွာမောင်တိုးနဲ့နန်းကြိုင်အောင်ရှင်ညိုဆွဲထူပြီးခေါ်ကြတယ်စောစောကကြတော့သူ့ကိုယ်သူကိုကြီးတိုးတဲ့ခုကြတော့ငားတဲ့တလဲတက်နိုင်နေတော့ဒါကတော့ငါနှမကိုချော့ရတာပေါ့ဟာနန်းကြိုင်ညီနော်ဂျားနေသွေးမခွဲနဲ့အောင်မကျုပ်ကဘာမှသွေးခွဲလို့လဲညီစကားသွေးခွဲတာပဲလေကဲပါတော်ကြပါတော့သူတို့ပြန်သွားသေးကြိုင်ကျုပ်လိုက်ခဲ့ပါမယ်ပြန်ကြပါပေါ့ဆိုကရှင်ညောရှိရနေသွားတော့မောင်တုံးနဲ့နန်းကြိုင်ပြုံးပြီးတော့ကြည်နေကြတယ်ဘာလဲအဲ့မနေရအောင်မလားဒါဆိုလဲအိမ်မပြန်သေးဘူးဟာမဟုတ်ဘူးအိမ်ပြန်မယ်အိမ်ပြန်ကြမယ်နော်ကိုကြီးတို့နှမလိမ့်ပါပါတယ်လာနန်းကြိုင်ကတော့အိမ်ပြန်ကြမယ်ဟဲ့ရှင်ညိုကသူတို့နားပြန်လာမယ်လို့တော့မောင်တုံးကနန်းကြိုင်ကိုခေါ်ပြီးရှင်ညိုလက်ကိုဆဲကအိမ်ကိုပြန်လာခဲ့ကြပါတယ်အဲရောက်တော့ရှင်ညိုကဘာမှမဖြစ်ခဲ့တဲ့အတိုင်းထမင်းတူစားကစကားဝိုက်ဖွဲ့ပြောနေတော့တော်ဝင်းပင်စိတ်အေးသွားခဲ့ရှာတယ်။ဖွားမေစိန်လည်းမောင်တုံးနဲ့စကားပြောနေရှင်ညိုကြည့်ပြုံးနေခဲ့ရှာတယ်။အမေရှင်ကရှင်ညိုရဲ့ဥပိ္ပခါနဲ့အမုန်းတွေကိုပိုက်ထွေးပြီးအင်ဂျင်မြိုင်ရွာကိုပြန်သွားခဲ့ရပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တက်ဆက်ပြီးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းဇာတ်လေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပြီးကြတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။